ထက်မြက်တဲ့မိန်းမတွေမှာဒီလိုအရေးချင်းတွေပိုင်ဆိုင်ကြတယ်နံပါတ်1ကိစ္စတစ်ခုကိုအစာဆုံးသိရင်တော့သူတို့မသိသလိုနေပြီးတစ်ဖက်လူဘာပြောမလဲဆိုတာကိုအရင်နားထောင်တတ်ကြတယ်နံပါတ်2ပြဿနာဖြစ်ပြီးဆိုရင်တုံလို့မသွားဘဲနဲ့ဘလို့ဖြေရှင်းရမလဲဆိုတာကိုတွေးအေးနဲ့အဖြေရှာတတ်ကြတယ်နံပါတ်3လူရှိသူရှိမှာတစ်ဖက်သားရဲ့အားနည်းချက်ကိုဘယ်တော့မှထုတ်မပြောတတ်ကြအောင်တနည်းအားဖြင့်လူမုန်းမခံကြအောင်နံပါတ်4တိတ်တဆိတ်ကြိုးစားရကြပြီးအောင်မြင်သွားတဲ့အချိန်မှသာချပြလေးရှိကြတယ်ဒါကြောင့်သူတို့ဘာလုပ်နေတယ်ဘယ်သွားနေတယ်ဆိုတာကိုဘယ်သူမှမခံမှန်းနိုင်ကြအောင်နံပါတ်5အပြင်ပန်းမှာနူးညံ့သိမ်မွေးသလောက်စိတ်ဓာတ်ကတော့ခိုင်မာပြတ်သားတတ်ကြတယ်ဒါကြောင့်သူတို့တော်ရုံဘယ်သူမှမစော်ကားရဲကြအောင်နံပါတ်6ကတော့ကြောက်စရာအကောင်းဆုံးပဲယောက်ျားတစ်ယောက်ကိုချစ်တာတဲ့သူတို့ကိုသူတို့ပိုချစ်တတ်ကြတယ်သူတို့ဘဝကိုဘယ်တော့မှယောက်ျားတစ်ယောက်လက်ထဲမှာအလုံးစုံပုံအောင်မပြည့်ကြအောင်ဒါကြောင့်ထက်မြက်တဲ့မိန်းမတွေမှာအသေးကွဲတယ်ဆိုတာမရှိသလောက်ပဲ